ကျွန်တော်တို့အားလုံးသိကြတဲ့ဘေဘီလုံဘုရင်ကြီးဟမ်မူရာဘီရဲ့စီကံဥပဒေကျမ်းတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း4000နီးပါးကရှေးဟောင်းမက်ဆိုပိုတေးမီးယားလူဖွဲ့စီရဲ့အသွင်ပြင်တွေကိုထင်ဟပ်ပြသနေတဲ့သမိုင်းဝင်အမွေနှစ်ကြီးတစ်ခုဖြစ်တယ်ဆိုတာအားလုံးကလက်ခံပြီးသားဖြစ်မှာပါမျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံးသွားတစ်ချောင်းအတွက်သွားတစ်ချောင်းဆိုတဲ့ပြည်ထံပေးခြင်းဒသနာကိုလက်ခံကျင့်သုံးခဲ့တဲ့ဒီဥပဒေကျမ်းဟာရှေးခေတ်လူနေမှုဘဝတရားစီရင်ရေးနဲ့လူအဖွဲ့အစည်းလူနေမှုအဆင့်တန်းတွေကိုဘယ်လိုပုံစံနဲ့စီမံအုပ်ချုပ်ခဲ့သလဲသူတို့ရဲ့စီးမြင်တွေရောအဲ့ဒီခေတ်ကာလအတွက်ဘယ်လောက်ထိတရားမျှတမှုရှိခဲ့လဲတစ်ချိန်တည်းမှာပဲသူ့ရဲ့အားနည်းချက်အားသာချက်တွေကဘာတွေလဲပြီးတော့ဒီနေ့ခေတ်ရဲ့ပုံမှုရှုပ်ထွေးပြီးလူအခွင့်အရေးကိုဦးစားပေးတဲ့ဥပဒေစနစ်တွေနဲ့နိုင်ရှင်ကြည့်ရင်ဘီယင်ဟမ်မူရာဘီရဲ့ဥပဒေတွေဟာဘယ်လိုကွာခြားနေလဲဘယ်လိုဆက်နွယ်နေလဲရှေးဟောင်းတရားစီရင်ရေးရဲ့အခြေခံမူတွေဟာခေတ်သစ်ဥပဒေလောကကိုဘယ်လိုမျိုးတက်ရောက်မှုတွေရှိစေခဲ့လဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာခြုံငုံသုံးသပ်တင်ပြပေးသွားမှာဖြစ်ပါတယ်စိတ်ဝင်စားတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ podcast ဗီဒီယိုလေးကိုအဆုံးထိနားထောင်သွားဖို့မျှော်လင့်ပါတယ်ကဲအဲ့ဒါဆိုစလိုက်ကြရအောင်ဗျရှေးခေတ်ကမက်ဆိုပိုတေးမီးယားဒေသဆိုတာကတော့ဒီနေ့ခေတ်အီရတ်နိုင်ငံရဲ့နယ်အမြေအများစုပါဝင်ပြီးတော့အရှေ့ဆီးရီးယားအရှေ့တောင်တူရကီနဲ့အနောက်တောင်ပိုင်းအီရန်နဲ့ကူဝိတ်နိုင်ငံတို့ရဲ့အစိတ်ပိုင်းတချို့လည်းပါဝင်နေပါတယ်အဲ့ဒါတွေကိုအားလုံးစုပေါင်းပြီးတော့မက်ဆိုပိုတေးမီးယားဒေသလို့ခေါ်ကြတယ်မက်ဆိုပိုတေးမီးယားဆိုတဲ့စကားလုံးကဂရိဘာသာစကားကနေဆင်းသက်လာတာဖြစ်ပြီးတော့မျက်နှာသွယ်ကြားရှိမြေလို့အဓိပ္ပာယ်ရပါတယ်အဓိကကတော့တိုက်ဂရစ်မြစ်နဲ့ယူဖရေးတီးမြစ်တို့ကြားဒေသကိုရည်ညွှန်းတာပေါ့ဗျာဘေဘီလုံဆိုတာကတော့မက်ဆိုပိုတေးမီးယားဒေသတွေကရှေးဟောင်းမြို့တော်တစ်ခုဖြစ်ပြီးတော့ဒီနေ့ခေတ်ကမ္ဘာမြေပုံနဲ့ပြန်ပြီးတော့ချိန်ထိုးကြည့်မယ်ဆိုရင်အီရတ်နိုင်ငံဘဂရက်မြို့ရဲ့တောင်ဘက်55မိုင်အခန့်အကွာကအဲဟီလယ်မြို့အနီးမှာတည်ရှိပါတယ်ဟမ်မူရာဘီရဲ့ကိုရာဥပဒေဟာရှေးဟောင်းမက်ဆိုပိုတေးမီးယားအထူးသဖြင့်ဒီဘေဘီလုံရဲ့ဘုရင်ဟမ်မူရာဘီလက်ထက်ကပြဋ္ဌာန်းခဲ့တဲ့ရှေးအကျဆုံးနဲ့အပြည့်စုံဆုံးဥပဒေကျမ်းတွေကတစ်ခုဖြစ်ပါတယ်အဲ့ဒီဥပဒေဟာအဲ့ဒီခေတ်လူအဖွဲ့အစည်းဘယ်လိုလဲပတ်ခဲ့လဲဆိုတာကိုကွက်ကွက်ကွင်းမြင်သာအောင်မိမောင်းထိုးပြထားပါတယ်ဟမ်မူရာဘီရဲ့ကိုရာဥပဒေကိုမြို့လေကောင်ကကြောက်တိုင်ကြီးပေါ်မှာအခါဒီယန်တပ်ပုံရေးသားဘာသာစကားတွေနဲ့ရေးထိုးထားပြီးတော့စုစုပေါင်းဥပဒေ282ခုပါဝင်ပါတယ်အဲ့ဒါဘာကောင်းလဲဆိုရင်တိုင်းသူပြည်သားဥပဒေနားမလည်တဲ့သူတွေတောင်မှသွားရင်လာရင်လည်းဒီမြို့လေကောင်မှာရှိတဲ့ကြောက်စာတိုင်ကြီးကိုကြည့်ခြင်းအပြင်ဘယ်ဥပဒေနဲ့တရားစီရင်လိုက်တယ်အဲ့ဒီဥပဒေကစီရင်လိုက်တာမှန်ဆိုတာကိုလည်းကိုယ်တိုင်စမ်းစစ်ကြည့်နိုင်တယ်အရေးကြီးတဲ့တစ်ချက်ကတော့ဟမ်မူရာဘီရဲ့ကိုရာဥပဒေဟာကလဲစားချေတဲ့တရားစီရင်ရေး retributive justice ကိုအလေးပေးပါတယ်အဲ့ဒါဘာကိုကြည့်ရင်သိနိုင်လဲဆိုရင်ဟမ်မူရာဘီရဲ့အကြော်ကြားဆုံးစကားစုတစ်ခုဖြစ်တဲ့မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံးသွားတစ်ချောင်းအတွက်သွားတစ်ချောင်း an eye for an eye a tooth for a tooth ဒီဥပဒေကအခုခေတ်စံနှုန်းတွေနဲ့ကြည့်ရင်တော့တော်တော်လေးယိုပေါက်များနေတာအားနည်းချက်တွေများနေတာကိုမြင်နိုင်ပါတယ်ဒါပေမဲ့သူခေတ်သူခါကတော့ဟမ်မူရာဘီရဲ့ကိုရာဥပဒေကတော်တော်လေးအဆင်ပြေခဲ့တယ်လို့ပြောလို့ရတယ်အဲ့လိုပြောလို့ဟမ်မူရာဘီရဲ့ဥပဒေတွေကအကောင်းကြီးပဲလားဆိုရင်တော့လေမဟုတ်ဘူးဗျလူမှုစင်တယ်မှာမူတည်ပြီးတော့ပြည်ထန်ကြရောက်တာလဲကွာခြားတယ်ဥပမာဘေဘီလုံမှာအဓိကလူဒန်းစွာအလွှာ3မျိုးရှိတယ်နံပါတ်1အထက်တန်းစားသူကောင်းမျိုးနံပါတ်2လွတ်လပ်တော်သူတာမန်လူဒန်းစားနံပါတ်3ကျေးကျွန်ဆိုပြီးတော့3မျိုးခွဲခြားထားတယ်ဥပမာအဖြစ်သူကောင်းမျိုးတဦးကတာမန်လူဒန်းစားတဦးကိုထိခိုက်နေတာအောင်လုပ်လိုက်ရင်ရော်ကြေးပေးရုံနဲ့ပြီးနိုင်တယ်ဒါပေမဲ့သူကောင်းမျိုးချင်းထိခိုက်အောင်လုပ်ရင်တော့မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံးဆိုတဲ့ဥပဒေအတိုင်းပဲပြစ်ဒဏ်ကိုခံရမှာဖြစ်ပါတယ်ပြီးတော့အမှုရင်ဆိုင်တဲ့အခါမှာလည်းတရားစွဲဆိုသူနဲ့တရားခံ2ဦးစလုံးဟာမိမိတို့ရဲ့အမှုသက်သေအထောက်အထားများနဲ့တင်ပြခွင့်ရပါတယ်ဒါပေမဲ့တရားလိုကတရားခံကိုဆွဆွဲပြီးတော့သက်သေမပြနိုင်ဘူးဆိုရင်ဆွဆွဲတဲ့တရားလိုကိုယ်တိုင်ပြည်ထန်ပေးခံရနိုင်ပါတယ်ဥပဒေကျမ်းရဲ့ဏ္ဍာန်မှာဟမ်မူရာဘီဘုရင်ကအားကြီးသူတွေကအားနည်းသူတွေကိုမနှိပ်စက်နိုင်စေရန်ကမ္ဘာမြေပေါ်မှာတရားမျှတမှုရှိစေရန်ဆန္ဒရှိတယ်ဆိုတဲ့အကြောင်းကိုဖော်ပြထားပါတယ်ဟမ်မူရာဘီရဲ့ကိုရာဥပဒေဟာရှေးခေတ်ဥပဒေစံနှုန်းတွေရဲ့အုံမြင့်တစ်ခုဖြစ်ခဲ့တယ်ဒါပေမဲ့ပြီးပြည့်စုံတဲ့ဥပဒေကျမ်းတစ်ခုတော့ဟုတ်မနေခဲ့ဘူးပြီးပြည့်စုံတဲ့ဥပဒေကျမ်းရဲ့လို့လည်းဒီဘက်ခေတ်မှာထိရှိမှမထင်ဘူးဘာလို့လဲဆိုရင်တော့လူသားတွေအားလုံးဟာအမြဲတမ်းအသစ်တွေကို adapt လုပ်နေတယ်ဒီဥပဒေကတော့ဒီလူအဖွဲ့အစည်းနဲ့အဆင်မပြေတော့ဘူးဒီဟာဖယ်လိုက်ဟိုဟာထည့်လိုက်ဘာညာပေါ့ဗျာနောက်ထပ်ဟမ်မူရာဘီကိုရာဥပဒေရဲ့အားနည်းချက်တစ်ခုကတော့အလွန်အကျွံပြစ်ဒဏ်ပေးခြင်းပဲဖြစ်ပါတယ်ရာဇဝတ်မှုအများစုကိုတေဒဏ်ပေးလိမ့်ရှိပါတယ်တေဒဏ်တော်မှရေနစ်တက်တာမျိုးတွေမီးရှို့တက်တာမျိုးတွေတန်ချွန်တဲ့ခန္ဓာကိုယ်ကိုအပေါက်ဖောက်တာခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုဖျက်တောက်တာအဲ့လိုရက်ဆက်ပြင်းထန်တဲ့ပြစ်ဒဏ်တွေကိုပြဋ္ဌာန်းထားပါတယ်ပြီးတော့တစ်ခါလေပြစ်မှုကျူးလွန်တဲ့သူရဲ့အပြစ်အတွက်အပြစ်မရှိတဲ့သူကအပြစ်ခံရတာမျိုးဥပမာဘီသူကတူဆောက်လုပ်ထားတဲ့အိမ်ကပြိုကျပြီးတော့အိမ်ပိုင်ရှင်ရဲ့သားသေဆုံးရင်ဘီသူကရဲ့သားကိုပြန်လဲတပ်ဖြတ်ရမယ်လို့ပြဋ္ဌာန်းထားတယ်အဲ့ဒါကဘီသူကမှာပဲတာဝန်ရှိရမဟုတ်ဘူးလားသူ့သားဘာလို့သေရမှာလဲတကယ်လို့အဲ့ဒီဘီသူကမှာသားသမီးမရှိဘူးဆိုရင်ရောဘယ်သူကအသေးခံရမှာလဲဒီဘက်ခေတ်မှာတော့ဒါမျိုးမေးခွန်းတွေမေးကောင်းမေးနိုင်တယ်ဒါပေမဲ့သူခေတ်သူခါကတော့တရားဝင်ပြဋ္ဌာန်းထားတဲ့ဥပဒေဖြစ်တဲ့အတွက်လက်ခံကြရတာပဲဗျာဒါဟာတရားမျှတမှုရဲ့ဥဆောင်လို့လူသိများကြတဲ့ဟမ်မူရာဘီရဲ့ဥပဒေတွေကအစိတ်ပိုင်းတစ်ပိုင်းပဲဒါဟာတရားမျှတသလားတ
တရားမမျှတဘူးလားဆိုတာကိုတော့ဟိုးရှိခေတ်ကလေးကနေအခုထိသမိုင်းပညာရှင်တွေအငင်းခုံအမြဲတမ်းလုပ်နေရတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့ကံကြမ္မာရဲ့စီရင်မှုအဲ့ဒီကံကြမ္မာရဲ့စီရင်မှုကိုဘလို့အခြေအနေတွေမှာအသုံးပြုလဲဆိုရင်တက်တည်မပြနိုင်တဲ့အမှုမျိုးတွေဥပမာမှော်ပညာနဲ့ပတ်သက်နေတာမျိုးပေါ့ဗျာအဲ့လိုအခြေအနေမျိုးမှာဆိုရင်တော့တရားခံကိုမြစ်ထဲခုန်ချခိုင်းပြီးတော့ရေနစ်မသေးဘဲနဲ့ပြန်ပေါ်လာရင်အပြစ်ကင်းတယ်လို့ယူဆတယ်တကယ်လို့ရေနစ်သေးသွားပြီဆိုရင်တော့အပြစ်ရှိတယ်လို့ယူဆတယ်ဒါဆိုရင်တကယ်လို့ရေကူးကျွမ်းပြီးတော့ကံကောင်းထောက်မစွာနဲ့ကမ်းပေါ်ပြန်တက်လာနိုင်တဲ့သူတွေအားလုံးကအပြစ်ကင်းတာလားဒါမှမဟုတ်ရေထဲမှာတည်သွားတဲ့သူတွေအားလုံးကရောအပြစ်ရှိနေတာလားဒါကလည်းဟမ်မူရာဘီကိုရာဥပဒေရဲ့နောက်ထပ်ရိုးပေါက်တစ်ခုလို့ပဲထပ်ပြောရမယ်တက်တည်အထောက်ထားပေါ်မူတည်ပြီးတရားစီရင်မှုမဟုတ်ဘဲနဲ့ကံရဲ့အဆုံးဖြတ်ကိုခံယူတဲ့သဘောပေါ့ဗျာဟမ်မူရာဘီနန်းတက်ဆမှာတော့ကတော့ဘေဘီလုံဟာအီလန်လာဆာစတဲ့ပုံမူအားကောင်းတဲ့အိမ်နီးချင်းနိုင်ငံတွေရဲ့လောင်းရိပ်အောက်မှာရှိနေတဲ့မြို့ပြနိုင်ငံငယ်လေးတစ်ခုဖြစ်တယ်ဒါပေမဲ့ဟမ်မူရာဘီရဲ့စစ်ရေးအောင်မြင်မှုတွေတန်တမန်ရေးကျွမ်းကျင်မှုတွေနဲ့ပပနဲ့လှည့်ဖျားမှုတွေပေါင်းဆက်ပြီးတော့တိုက်ပွဲများစွာဆင်နွှဲခဲ့တဲ့နောက်မှာတော့အီလန်နဲ့လာဆာတို့ကိုလည်းအနိုင်ယူနိုင်ခဲ့တယ်နောက်ဆုံးမှာတော့မက်ဆိုပိုတေးမီးယားဒေသတစ်ခုလုံးကိုဘာဘီလုံရဲ့အုပ်ချုပ်မှုအောက်ကိုစုစည်းနိုင်ခဲ့ပြီးတော့ဟမ်မူရာဘီကဘရင်းနိုင်ငံကနေအေဂရစ်နိုင်ငံတော်အဖြစ်ပြောင်းလဲတည်ထောင်ခဲ့တယ်ဟမ်မူရာဘီနန်းဆန်စာနှစ်များမှာအတော်အတန်ငြိမ်းချမ်းခဲ့ပြီးတော့ပြည်သူအကျိုးပြုလုပ်ငန်းတွေမြို့ရုံမြင့်တင်တာတွေဖျားကြောင်တိုးချဲ့ဆောက်လုပ်တာတွေကိုလုပ်ခဲ့တယ်။စိတ်မြောင်းစနစ်တွေကိုလည်းတိုးတက်ကောင်းမွန်အောင်လုပ်ခဲ့ပြီးတော့ပြည်သူတွေရဲ့စီးပွားရေးကိုရှေ့ရှုခဲ့တယ်လို့ပြောလို့ရတယ်။ဟမ်မူရာဘီရဲ့ထက်မြက်မှုကြောင့်ဘာဘီလုံဟာယူဖရေးတီးနဲ့တိုက်ဂရိမြစ်ဝမ်းဒေသရဲ့နိုင်ငံရေးကုသရေးဝယ်ရေးနဲ့စီးပွားရေးဗဟိုချက်ချာကြီးဖြစ်လာခဲ့တယ်။ဒါပေမဲ့ဟမ်မူရာဘီကွယ်လွန်သွားတဲ့နောက်မှာတော့ဘာဘီလုံအင်ပါရာဟာလည်းအလင်းမြန်ပဲပြိုကွဲသွားခဲ့ပြီးတော့မြို့တော်ဘာဘီလုံတဝိုက်လောက်ပဲထိန်းချုပ်နိုင်တဲ့နိုင်ငံငယ်လေးပြန်ဖြစ်သွားခဲ့တယ်။ဟမ်မူရာဘီက BC 1992ကနေ1950အထိနန်းသက်42နှစ်ရှိခဲ့ပြီးတော့1950မှာနတ်ရွာဆန်သွားတယ်။ဟမ်မူရာဘီရဲ့ကြောက်စာတိုင်းကို1900ခုနှစ်မှာအီရန်နိုင်ငံဆူဆာဒေသမှာပြန်လည်တွေ့ရှိခဲ့ရတယ်။အခုလက်ရှိမှာတော့ပြင်သစ်နိုင်ငံပါရီမြို့ကနာမည်ကျော်လူဖ်ပြတိုက်မှာခင်းကျင်းပြသထားတယ်။ဒါအပြင်အဲ့ဒီကြောက်စာတိုင်းကြီးရဲ့ပုံတူတွေကိုကမ္ဘာတဝန်းမှာရှိတဲ့ကုလသမဂ္ဂဌာနချုပ်တွေအပါအဝင်တခြားပြတိုက်တွေနဲ့တခြားဥပဒေဆိုင်ရာအဆောက်အအုံတွေမှာလည်းပြသထားတာကိုတွေ့ရတယ်။ဟမ်မူရာဘီဘင်ဟာစစ်သူရဲ့အုပ်ချုပ်သူကောင်းတူဖြစ်တဲ့အပြင်ဥပဒေပြုသူအနေနဲ့လည်းရှေခေလူအဖွဲ့အစည်းရဲ့အခြေခံအုတ်မြစ်ကိုတိဆောက်ပေးခဲ့တဲ့သမိုင်းဝင်ပုဂ္ဂိုလ်တူဖြစ်ပါတယ်။ကဲအဲ့ဒီတော့ဟမ်မူရာဘီရဲ့မူဝါဒတွေဥပဒေတွေကခင်ဗျားတို့အမြင်မှာရောတရားသလားမတရားဘူးလားအဲ့ဒါကိုလည်းဒီ comment section မှာဝင်ရောက်ဆွေးနွေးသွားပေးကြပါအောင်။အဆုံးထိကျွန်တော်ရဲ့ podcast လေးကိုနားထောင်ပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေသမိုင်းအကြောင်းအရာတွေကိုလည်းအများကြီးတင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော် channel လေးကို subscribe နှိပ်ပေးသွားပါအောင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်။